ရှမ်းစာတွေဖြစ်နေတဲ့မြန်မာစာကိုဘယ်လိုနေရာနဲ့ပြောင်းရမလဲဆိုရဲဒီမေကွန်ပိုင်ရှင်လေးနဲ့တူတချို့သူတွေဆိုရင်အင်္ဂလိပ်စာတွေဘယ်နှရွှေ့ရမှမတူကိုရီးယားစာတွေဘယ်နှတွေတပြောင်းမှမတူဂျပန်စာတွေပဲပုံနေတယ်အဲ့ဒါဘယ်လိုပြောင်းရမလဲဆိုရဲမသိကြသေးတဲ့သူတွေလာမေချိုရဲ့ဒီ TikTok ဗီဒီယိုလေးကိုအဆုံးထိဝင်သွားတွေ့ရတော့အောင်မေချိုတခါတည်းတင်ပြပေးလိုက်မှာမဟုတ်လို့မရသေးဘူးဆိုရင်မေချိုနဲ့ let's go ဘိုင်လိုက်ကြဆို TikTok လေးကိုသွားမယ် okay ဒီမှာဗီဒီယိုလေးကိုရိုက်ပြပေးမယ်ဒီမှာဗီဒီယိုရိုက်မယ် TikTok မှာရှမ်းစာဖြစ်နေတာကိုမြန်မာစာဘယ်လိုပြောင်းရမလဲဆိုတော့ဒီမေကွန်ပိုင်ရှင်လေးကိုမေချိုကဒီထဲမှာလက်တွေ့ပြသွားပေးမယ်โอเคအဲ့ဆိုရင်ဒီထဲမှာ TikTok မှာရှမ်းစာဖြစ်နေတာကိုဗီဒီယိုဘေးနာဒီ setting လေးကများလေးကိုတစ်ချက်လေးနှိပ်လိုက်ပါဒါဆိုရင် caption ဆိုတာလေးပေါ်လာမယ်အဲ့ဒါလေးတစ်ချက်လေးနှိပ်လိုက်သူကလေဓာတ်ရိုက် message ပြန်ပေးတယ်တကယ်လို့မရှိဘူးဆိုဒီအောက်မှာ language ဆိုတဲ့နေရာလေးကိုတစ်ချက်လေးသွားပြီးတော့ဆိုဒီမှာ Burmese ဆိုတာလေးကိုပြောင်းချင်တဲ့နိုင်ငံပေါ့ဥပမာဆိုရင်ကိုကတရုတ်ကိုပြောင်းချင်တယ်ဆိုရင်တရုတ်ဆိုပြောင်းလိုက်ပါပြီးရင်ထိုင်းဆိုလဲထိုင်းမြန်မာဆိုလဲမြန်မာပေါ့နော်အဲ့လိုလေးနေရာလေးကိုရွေးလိုက်ပါကိုရီးယားဆိုလဲကိုရီးယားအင်္ဂလိပ်ဆိုလဲအင်္ဂလိပ်ပြောင်းလိုက်ပါမေချောအခုဒီထဲမှာဒါကမြန်မာစာကိုပြောင်းပေးမှဖြစ်တဲ့အတွက်မြန်မာစာတန်းထိုးဥပမာဒီရှမ်းစကားပြောရတယ်ဆိုရင်လည်းရှမ်းစာသားထိုးတွေဖြစ်နေရဆိုရင်မေချောတို့ဒီထဲမှာဆိုရင်ဒီမှာ Burmese ဆိုတာလေးဒီအောက်မှာလေးရှိပါတယ်ဒီမှာလေးလိုက်ရှာပါဒီ Burmese နေရာလေးကိုတစ်ချက်လေးထိပေးလိုက်ပါဒါဆိုရင်တွေ့လားဒီမှာဘာစကားကိုသူကဗမာစာလေးကိုဒီထဲမှာလာပြီးတော့ထိုးသွားပေးပါလိမ့်မယ်โอเคအဆင်ပြေပြီနော်ဒါမေးထားတဲ့မေကွန်ပိုင်ရှင်လေးနဲ့အတူမေးရတည်တဲ့သူတွေအားလုံးအဆင်ပြေကြပါစေကဲဝင်ကြည့်လိုက်ကြစို့ဒီစာတန်းလေးထိုးသွားတဲ့ဟာလေးကိုပေါ့နော်မေချိုတို့ဒီအပေါ်နဲ့များလေးလှုပ်လိုက်မယ်ဒီမှာကြည့်ဝင်ကြည့်လိုက်မယ်နော်မြန်မာစာဘယ်လိုပြောင်းရမလဲဒီမေကွန်ပိုင်ရှင်လေးကိုဒီထဲမှာလက်တွေ့ပြသွားပေးမယ်โอเคနောက်ထပ်တနည်းပါထပ်ပြပေးမယ်ပေါ့နော်အပေါ်ကမြင်းသုံးချောင်းနဲ့သွားအဲဆိုရင် setting ရဲ့ privacy တဲ့ကိုတစ်ချက်လေးနှိပ်ပေးလိုက်တာနဲ့ဆိုဒီထဲမှာလေးကို setting တွေထဲမှာနေရာလေးကျလာမယ်အဲ့ထဲမှာဆိုအပေါ်လေးနည်းနည်းလေးဆဲတွင် language ဆိုတဲ့နေရာလေးကိုရှာလိုက်ပါဒီအပေါ်နားမှာလေးရှိပါတယ်ဒီမှာတွေ့လား language ဆိုတာလေးတွေ့ပြီးအဲ့ညာလေးကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါဒီအပေါ်မှာ application app language ဆိုတဲ့ဒီမှာ English ဖြစ်နေတဲ့နေရာလေးတစ်ချက်လေးနှိပ်ပေးလိုက်ကိုဘာပြောင်းချင်လဲပြောင်းချင်တဲ့နေရာလေးရတယ်မြေကျော်ကဒီမှာ English US ကိုထားပေးတယ်ဒီမှာအခုမေးထားတဲ့မေကွန်ပိုင်ရှင်တွေကရှမ်းစာဖြစ်နေဆိုဒီအောက်မှာမြန်မာပြောင်းချင်တယ်ဆိုလဲမြန်မာအင်္ဂလိပ်ဆိုလဲအင်္ဂလိပ်နေရာနှစ်ခုကြိုက်တာရွေးလို့ရတယ်ဒီမှာတွေ့လားမြေချိုဒီအောက်ထပ်မှာနည်းနည်းဆင်းလိုက်ဒီမှာမြန်မာ तू ကရှမ်းစာဖြစ်နေဆိုတော့ဒီမှာမြန်မာဆိုတာလေးကိုဒီမှာတစ်ချက်လေးဒီညာလေးပေါ့နော်မြန်မာအတန်းလေးတန်းလေးတွားပြီးတော့ဒီအလုံးနေရာလေးကိုတစ်ချက်လေးထိပေးလိုက်မြန်မာနေရာလေးကိုတစ်ချက်လေးထိပေးလိုက်အဲ့ဆို dan ဆိုတာနှိပ်လိုက်တာနဲ့ကိုမြန်မာစာလေးကိုပြောင်းသွားပါပြီနော်နီလန်းနှမျိုးလေးနဲ့ပေးလိုက်တာဖြစ်တဲ့အတွက် okay ဒီမေကွန်ပိုင်ရှင်လေးရှမ်းစာကိုမြန်မာစာဘယ်လိုပြောင်းရမလဲဆိုတဲ့နီလန်းလေးကိုရသွားပါပြီနော်